ကျမကူကူကမအော်တော့ပါဘူးရှင်တို့အနောက်ဆက်ပေးပြီးတယ်လို့ဖြစ်မှာဆိုလို့ပါဒီနေ့မှတော့ကျမရဲ့ဘာညာလေးနဲ့ကျမဒီနေ့မှဂူနီဗီယာနဲ့6နဲ့ဝမတ်ဇက်1ကျုံတော့မှာဖြစ်ပါတယ်ဗောနော်ပွဲဆက်လာကျမလေ तू ကကျမကိုရှင်ထိုးထားတယ်မေးပြလိုက်ကျမကိုကျမတို့သွေးကြမ်းတန်တဲလူနာမှာ तू ကရှင်ထိုးထားတော့နောက်ဆုံးမှ तू ပဲထွက်ပြေးလိုက်ရတယ်ဗောလေဒီမှာဆိုကျမသူသွေးနေနေဆိုပဲကျမဝင်သက်ဖို့လောက်တာဆိုကျမကိုမကြည့်ပါဘူးဘလို့ပြန်တော့မှမသိဘူးတော့မေးပြလိုက်ကြပါအောင်ရှင်ဒီမှာကြည့်ပါဦးသွေးနေနေကျမကိုမခန့်တာတော့ကျမအဲစကေတူဖလက်ကနေအုပ်ပဲကျမသူ့အက်ဒီမိတ်လျံတက်ပြီးလိုက်တာကျမမခန့်ကြအောင်လေဒီမှာဆိုကျမအနေနဲ့သူ့စကေတူနဲ့အုပ်တာတော့တလွဲကြီးပါမိမသူကကြီးကောင်303တာနောက်ဆုံးတစ်ထီမှာဆိုကျမရှောင်းပါကျမထိပြောင်ထိပဲကျမအခန့်ခန့်ထိသွားတာတော့မေးပြလိုက်ကြပါအောင်ရှင်ကျမမသိသွားတာဒီမှာဆိုလည်းကျမအတူတူပဲစကေတူထပ်အုပ်တာတော့လွဲသွားတယ်အဲ့ဒါကိုကျမသူ့ရဲ့ခေါင်းမပတ်စစ်3ခုပွင့်အောင်ဆောက်ပဲကျမအက်ဒီမိတ်လေး3သူ့ကျမသူ့တော့ကပ်ပြလိုက်ပါနော်စစ်တော့မကောင်းဘူးဒီမှာဆိုကျမသူ့စကေတူအုပ်တာဒီကွက်တီပါတော့အဲ့ဒါကျမသူ့အက်ဒီမိတ်လေး3ပြီးဒမ်းမိပေးပါဆိုမသိသွားပါဘူးတဲ့မေးပြလိုက်ကြပါအောင်ရှင်မတောင်းနာပဲဒီခါတော့ဖရမယ်ကျမဖလက်ကကြည့်ကျမဖလက်ကစကေတူလေးအုပ်ပဲကျမသူ့တော့ကပ်ပြလိုက်ပါနော်နောက်ကျမကိုရီပိုင်းနိုင်ရရှိသွားဖြစ်ပါပါ Victory ကျွန်တော်ရဲ့ game လေးကြိုက်နေတဲ့ဆိုကျွန်တော် like and follow နဲ့ကူညီပေးတော့ကြပါအောင်ခင်ဗျာအားလုံးပဲတတအပွား